ခုကတော့ချီးစားပြမှာဖြစ်ပါတယ်ကဲ let's go ဒါကတော့ခင်ဗျားတို့တောက်စေခြင်းနဲ့ဟာ okay ကောင်းလိုက်တာဒီချီးလေးอ่ะကောင်းတယ်ရှယ်ရောတော်ကောင်းอ่ะအားပေးရတဲ့လူတွေအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်အခုစားပြလိုက်ပါပြီခင်ဗျားတို့လည်းစားစီချင်တာဖြစ်တဲ့အတွက်ဂရိတေစားလည်းကျွန်တော်စားလိုက်ပါပြီဘာမှစိတ်ပူနေမှာလေကျွန်တော်ပြောရင်ပြောတဲ့အတိုင်းလုပ်ပါရဲ့ကျွန်တော်လိမ့်မပြောပါဘူးတော်တော်ကောင်းတော့ဗျာခင်ဗျားတို့စားဖို့ကြတာဗျကောင်းတယ်